season နဲ့ခါမှာသေချာနားထောင်မယ်နော်တကွက်ချင်းပြန်တွေးမယ်နော်သူတို့မြန်မာနိုင်ငံဝါဒမောင်မောင်တွေလည်းပြန်သွားမကြဘူးအဲ့စင်ကာပူမှာလုံးမဲ့အာဆီယံအစည်းအဝေးပွဲကိုဝါဒမောင်မောင်တွေနဲ့မရောက်နိုင်တဲ့သွားတက်တယ်နော်လေးနှစ်ပြည့်တော့ညာလည်းပဲလေးနှစ်ပြည့်တော့မယ်နော်ဒါတွေမမေ့ရအောင်မှတ်တာပြန်ဖြီးအဲ့ဒါသွားတက်တဲ့အခါမှာသူတို့မြောက်မြန်မာရက်ကွက်ကလူတွေကအာဆီယံအစည်းအဝေးပွဲကနော်ငါတို့ဘဘကြီးကိုခေါ်တာငါတို့ဘဘကြီးကိုခေါ်တာအဲ့လိုမျိုးစိုက်ဝါးတွေလွှင့်တာပေါ့နော် Telegram တွေရောသူတို့စကားရက်ကွက်တွေchannel တွေဘာညာပေါက်နေတဲ့ကိစ္စတရက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာပြည်သူပြည်သားတွေကတိုင်းသားတွေကနော်တော်တော်များများလဲအာရုံစိုက်နေတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီအာဆီယံကိစ္စနော်အာဆီယံကိစ္စတချို့ကလည်းတော်လိုင်းရေးမှာပါလာတာပေါ့နော်အလုပ်တွေလုံနေပါလာတချို့တော့အရာတွေကိုတိတ်ပြီးတော့မှနားမလဲသေးတဲ့အပိုင်းလေးတွေလည်းတွေ့ရတယ်နော်တော်လိုင်းလောက်တာကောင်းတယ်နိုင်ငံလောက်တာကောင်းတယ်ဒါပေမဲ့ကျွန်တော်ဘယ်အခြေအနေတွေကိုရောက်နေပြီလဲဆိုတာကိုတော့ကျွန်တော်တို့အကင်ပါရမှာပေါ့နော်အခုအကြမ်းမဲ့စစ်ကောင်စီတွေဘက်ကပေါ့နော်အကြမ်းမဲ့စစ်ကောင်စီတွေဘက်ကလူကအာဆီယံအစည်းအဝေးပွဲကိုတက်တယ်ပေါ့တက်တယ်ဆိုတဲ့ဟာမျိုးပေါ့အခုတက်တယ်ဆိုတဲ့အဆင့်ပေါ့နော်အဲ့လိုမျိုးအခုကဆိုရှယ်မီဒီယာတွေကလည်းအားကောင်းတဲ့ခေတ်ဖြစ်တယ်လို့နောက်ပြီးတော့မှသတင်းမှတ်တမ်းတွေကလည်းအရန်အားကောင်းတဲ့ခေတ်ဖြစ်တယ်နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့တွေကသတိထားရမှာပေါ့နော်โอเคအဲ့တော့အခု၄နှစ်ပြည့်တော့မယ်ဆိုတဲ့အခါကျတော့တချို့အဲ့၄နှစ်ပြည့်တော့မယ်အနေထားမှာတချို့တော့ကိစ္စတွေကမမေ့ဖို့အတွက်အရန်အရေးကြီးပါတယ်ကျွန်တော်ဆိုတနေ့တီချင်းဒီကျွန်တော်တစ်စက်မှကျွန်တော်ဘာမှတော့မပြောရသေးဘူးအောက်မှာ brother ပြောတဲ့နာနောက်ကျနေတယ်လို့ပဲတွေပါတယ်ကျွန်တော်လာပြောတာအောက်ကနေခင်ဗျားတို့ကဘာမှမကျွန်တော်မပြောရသေးဘူးအောက်ကနေပြီးတော့မှအဲ့လိုမျိုးပိတ်မပြောနဲ့အဲ့ဒီအကျင့်ကိုဖျောက်လူတယောက်ရဲ့စကားကိုခင်ဗျားတို့အဆုံးထိနာတော့သဘောပေါက်လားအခုမှလိုက်လွှင့်တယ်အခုမှပြောမလို့ရှိသေးတယ်အောက်ကနေcomment နဲ့သူကလှမ်းပိတ်လိုက်တယ် brother ပြောတဲ့နာနောက်ကျနေတယ်လို့ပဲတွေပါတယ်လာပြီးတော့မှအောက်ကနေလာပြီးအဲ့လိုပိတ်တဲ့စကားလုံးအတွေးအခေါ်မျိုးခင်ဗျားလာမထင်နဲ့သဘောပေါက်လားနော်သဘောပေါက်လားမသိဘူးနော်လူတယောက်ပြောစကားကိုခင်ဗျာနဲ့နားထောင်နော်တချို့ကကြတော့ဘာလဲဆိုလို့ရှိရင်လူတယောက်ရဲ့စကားကိုနားမထောင်တခါတည်းအောက်ကနေသူကလာပြီးတော့မှအပိတ်လာပြီးတော့မှလှုပ်ချလိုက်ဘလို့လဲမသိဘူးအဲ့လိုမျိုးကြတော့နားလေရခက်လူတယောက်ပြောနေတဲ့အရာကကျွန်တော်တို့ကကြတော့အပွင့်လင်းစပြကျွန်တော်တို့လူငယ်တွေမျိုးဆက်တွေစာတတန်ပီတတန်ကိုင်ပြီးပြောနေတာမဟုတ်ဘူးဘဝနဲ့အတွေ့အကြုံနဲ့ဖြတ်တန်းလာခဲ့တဲ့အရာတွေအားလုံးကိုဒီတိုင်းလက်တန်းပြောတာသဘောပေါက်လားမသိဘူးနော်စာတတန်ပီတတန်နဲ့ကျွန်တော်တို့ဒီယာယူပြောတာမဟုတ်ဘူးစာတတန်ပီတတန်နဲ့ကျွန်တော်တို့ပြောတာမဟုတ်တကယ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကိုအလွတ်ပြောတာနော်အလွတ်ပြောတာအဲ့ဒါကိုမှတ်ထားအဲ့တော့ဒီအာဆီယံကိစ္စအခုတိုင်းသားတွေလည်းစိတ်ဝင်စားတယ်မြန်မာနိုင်ငံသားတွေလည်းစိတ်ဝင်စားတယ်နောက်ထိုင်းရောက်ရွှေမြန်မာတွေလည်းစိတ်ဝင်စားသလိုစင်ကာပူရောက်ရွှေမြန်မာတွေပြည်တွင်းပြည်ပမှာရှိနေတဲ့ရွှေမြန်မာတွေအားလုံးကလည်းအာဆီယံကိစ္စကိုစိတ်ဝင်စားတယ်โอเคကျွန်တော်တို့ပြန်သွားမယ်အာနာသိမ့်ချင်းအချိန်မှာဝဏမမောင်လွင်ထိုင်းနိုင်ငံကိုလာတယ်ထိုင်းနိုင်ငံဘန်ကောက်ကိုလာတယ်မှတ်ထားမယ်နော်အာနာသိမ့်ချင်းကျွန်တော်ဒီမှာဘာစာရဲစာတမ်းမှမရှိဘူးနော်ဒီຢာတွေအားလုံးကလေအသွေးအသားရိုးရင်းချင်းစီထဲမှာအကုန်ကျွန်တော်တို့အားလုံးအကုန်မှတ်ထားမို့ဒီကားတွေကအကုန်အလွတ်ရနေရမှာတော်အကုန်လွတ်ရနေရမှာအကုန်ပြန်ဖြီနိုင်ရမယ်နော်အခုကျွန်တော်ပြောပြမယ်သူတို့စကားစဘက်ကလူကအာဆီယံကိုသွားတယ်ဆိုတော့တချို့ကလည်းစိတ်တက်ကြတဲ့အတွေးခေါ်တွေရေးကြတယ်တော်လိုင်းမှာပါပြီးစိတ်တက်ကြတဲ့အတွေးခေါ်တွေရေးတဲ့လူဒန်းသားတတ်ကိုရှိသေးတယ်ဘလို့ပုံစံနဲ့ရေးလဲကျွန်တော်မပြောတတ်တော့
နော်တော်လိုင်းမှာပါတယ်ဒါပေမဲ့စကားစဘကလူကအာဆီယံအစည်းအဝေးပွဲကိုတက်ပြီးတော့တဲ့အခါကျတော့အရေးအသားတွေကဘလို့လဲမသိဘူးကျွန်တော်တို့တော်လိုင်းမှာပါတဲ့လူတွေနိုင်ငံရေးမှာပါတဲ့လူတွေကမူတီကောင်းကောင်းတိုင်းသားတွေကိုပြန်ပေးနိုင်ရမယ်ပြည်သူပြည်သားတွေကိုပြန်ပေးနိုင်ရမယ်နောက်လူငယ်မျိုးဆက်တွေအားလုံးလက်ဆင့်ပြန်ကမ်းနိုင်ရမယ်နော်ဘယ်တော့မှမမေးရဘူးကိုယ်တွေဖြတ်တန်းခဲ့တဲ့ဘဝတွေအတွေ့အကြုံတွေဆိုတာဘယ်တော့မှမမေးရအဲ့တော့ຫນွေဦးတော်လိုင်းရဲ့အစမှာတဲ့အာနာသိမ့်သိမ့်ချင်းဒီ live ကိုသူတို့စကားစဘကလည်းကြည်နေတယ်ပြန်ဖြီရမယ်နော်သူတို့နဲ့ကျွန်တော်နဲ့အနွန်ဆွဲနေတာလေအဲ့တော့အာနာသိမ့်ချင်းဝဏမောင်မောင်လွင်ကထိုင်းကိုလာတယ်နော်ထိုင်းဘသူစီလာလဲအင်ဒိုတန်အမတ်နဲ့လာတွေ့တယ်အင်ဒိုတန်အမတ်နဲ့လာတွေ့တဲ့အခါမှာနော်သူတို့ဘာတော့သူတို့အပြင်မှာလွတ်တန်းတွေ့ကြတာဖြစ်တယ်ခိုးကြောင်ခိုးဘွက်တွေ့ကြတဲ့ကိစ္စတွေနော်အင်ဒိုတန်အမတ်နဲ့လာတွေ့တယ်ဝဏမောင်မောင်လွင်နော်ဝဏမောင်မောင်လွင်အကွက်တည်းကမြန်တဲ့ဂျဘူးကဒီအကြပ်ဘက်စစ်ကောင်စီပြောင်းလာအကွက်ရွှေ့တာအဲ့တော့ဝဏမောင်မောင်လွင်လာတွေ့တယ်အင်ဒိုတန်အမတ်နဲ့လာတွေ့တယ်အင်ဒိုတန်အမတ်နဲ့လာတွေ့တဲ့အခါကျတော့အင်ဒိုတန်အမတ်ကနေပြီးတော့မှအောင်တော်လာမင်းကြီးအနေနဲ့ဒီအာဆီယံအစည်းအဝေးပွဲတက်ဖို့ကိစ္စတွေကိုလုပ်တယ်အဲ့ဒီအာဆီယံအစည်းအဝေးပွဲတက်ဖို့ကိစ္စကဘယ်မှာသွားပြီးတော့မှထပ်လုပ်လဲတေချာပြန်လာတော့နော်ပြန်အုံနောက်တွေကိုတလွာချင်းပြန်ပြီးတော့မှပြန်ပြီးစဉ်းစားစင်ကာပူမှာလုပ်တယ်အဲ့တော့ထိုင်းနိုင်ငံကိုလာပြီးတော့မှဝဏမောင်မောင်တွေကထိုင်းနိုင်ငံကိုလာတယ်လာပြီးတော့မှအင်ဒိုတန်အမတ်ပေါ့နော်အမျိုးသမီးတယောက်နဲ့သူတို့တွေ့တယ်တွေ့ပြီးတော့မြန်မာနိုင်ငံဘက်ကိုပြန်သွားတယ်အဲ့ဒီအချိန်မှာထိုင်းရောက်ရွှေမြန်မာတွေကလည်း UN ရုံးရှိမှာသွားဆန္ဒပြကြတာပေါ့ဒီဝဏမောင်မောင်လွင်ဟာကျွန်တော်တို့ပြည်သူအစိုးရဘက်ကနေတတ်မှတ်ထားတဲ့လူလည်းမဟုတ်ဘူးဘာညာဆိုတော့မှပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူလူထုအားလုံးကလည်းဝဏမောင်မောင်လွင်ကိုဘွိုင်းကောက်သွားလုပ်ကြတယ်နောက်တန်းစီပြီးတော့မှ UN ရုံးရှိမှာအကောလုံးအားလုံးဟုတ်တယ်လေဒီဝဏမောင်မောင်လွင်နောက်ဆိုတာဒီအကြမ်းဖက်စစ်ကောင်စီဘက်ကနိုင်ငံသားရေးဘက်ကသူတို့ခံဘလို့ပုံစံနဲ့ခံထားလဲတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ပြည်သူလူထုရွေးချယ်မှုမရဘဲနဲ့ဘလို့ခံပြီးဘလို့တက်သွားလဲဆိုတာခင်ဗျားတို့သာစဉ်းစားနော်ခင်ဗျားတို့သာစဉ်းစားအဲ့ဒါနဲ့သူတို့တွေအားလုံးကနေပြီးတော့မှဒီအင်ဒိုတန်အမတ်နဲ့တွေ့ပြီးတော့မှအဲ့မှာအပြင်မှာတွေ့ပြီးတော့မှသူတို့ဟိုစကားတွေပါပြောပြီးတော့မှအဲ့ဒီစင်ကာပူမှာအာဆီယံအစည်းအဝေးပွဲကိုဂျဘူးခွာတိုနော်ဂျဘူးခွာတိုခေါ်မယ်မင်းအောင်လိုင်းပေါ့နော်မင်းအောင်လိုင်းကိုခေါ်ဖို့အတွက်ကိစ္စတွေပါသူတို့စီစဉ်တယ်အဲ့ဒီကိစ္စတွေကိုစီစဉ်တဲ့အခါမှာနော်ကုတ်နော်အကုတ်လွှင့်တာတောက်လျှောက်လွှင့်တဲ့အခါကျတော့တောက်လျှောက်ကြည့်တာကျွန်တော်ပြောတာတလွာချင်းကျွန်တော်အကောလုံးပြန်ပြီးတော့မှဖြီးပေးမယ်နော်ပြန်ပြီးတော့မှဖြီးပေးမယ်လွှင့်နေဟာလားငါတို့ရဲ့ဘာကြီးကအာဆီယံအစည်းအဝေးပွဲမှာအတိမပြုခြင်းခံရတယ်လို့ဘာလို့ညာတော့အဲ့လိုမျိုးတွေရှောက်ပြီးတော့မှသူတို့လည်းလွှဲအဲ့ဒါဟိုစင်ကာပူမှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးပွဲကိုဝဏမောင်မောင်လွင်နဲ့မရောက်နိုင်နဲ့သွားတက်တဲ့အခါမှာမှတ်ထားမြမသမိုင်းမှာတခါမှမကြုံဘူးတဲ့အတွေ့အကြုံမျိုးကြုံရတယ်မြမသမိုင်းမှာတခါမှဘယ်လိုလဲမရှိခဲ့ဘူးတဲ့အရာမျိုးနဲ့ကြုံရတယ်အဲ့ဒါဘာလဲသိလားဝဏမောင်မောင်လွင်နဲ့မင်းအောင်လှိုင်ကိုစင်ကာပူမှာလုပ်တဲ့အာဆီယံအစည်းအဝေးပွဲမှာဘယ်လိုမျိုးကြိုဆိုလဲသိလားမှတ်မိကြလားဝဏမောင်မောင်လွင်နဲ့မင်းအောင်လှိုင်ကိုစင်ကာပူမှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးပွဲမှာဘယ်လိုပုံစံနဲ့လက်ခံတာလဲသိလားမှတ်မိလားလေးနှစ်ပြည့်တော့မယ်မေးလို့မရဘူးနော်ဒါတွေအကုန်လုံးကပြန်ပြီးတော့မှຫນွေဥတော်လန်ရဲ့အသက်သွေးကြောလမ်းကြောတွေအကုန်ပြန်ဆွဲဖွင့်ရမယ်ကိစ္စတွေအခုပေါ်လာပြီသူတို့ကကျွန်တော်တို့လေးနှစ်လုံးမှတ်ညက်တွေကို brain wash လုပ်နေတာအဲ့ဒါကိုကျွန်တော်တို့ကသတိထားကျွန်တော်တို့ကမမေးနဲ့အမှန်တရားအချက်လက်တွေအားလုံးကျွန်တော်တို့ကပြန်ပြီးတော့မှ safe flow ပြန်ပြီးတော့လုပ်အဲ့တော့အဲ့ဒီစင်ကာပူမှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးပွဲမှာဝဏမောင်မောင်လွင်နဲ့မင်းအောင်လှိုင်ကိုဘယ်လိုပုံစံမျိုးနဲ့လက်ခံတယ်လဲအဲ့ဒါမှတ်မိကြလားTikTok ထဲမှာရှိနေတဲ့မိဘညီကိုမောင်နှမတွေက Facebook ထဲမှာရှိနေတဲ့မိဘညီကိုမောင်နှမတွေကမှတ်မိလားမှတ်မိတယ် Okay အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီစင်ကာပူနဲ့ကျွန်တော်အရေးရှင်နေတာမဟုတ်ဘူးခမည်းတော်ရဲ့အုံနောက်ကိုပြန်ဖွင့်ပေးနေတာအောက်ကနေတော်ဆိုတဲ့အမျိုးသမီးခမည်းရှာမရှိနဲ့ပါဇက်ပိတ်ထားလိုက်
သဘောပေါက်လားပါဇက်ပိတ်တာလဲခင်ဗျားမသိဘူးပြောလိုက်သဘောပေါက်လားမသိဘူးရှာမရှိနဲ့ပါဇက်ပိတ်တာအောက်ကနေဒါတွေအားလုံးဆိုပြန်ပြီးတော့မှအားလုံးအတူတူဝိုင်းစဉ်းစားရမယ်ကိစ္စတွေသဘောပေါက်တယ်နော်ခင်ဗျားမသိရင်ပါဇက်ပိတ်တာရှာမရှိနဲ့အောက်ကနေသဘောပေါက်လားဒါတွေကိုပြန်မှတ်ထားရမယ်ကိစ္စဖြစ်တယ်ဟုတ်တော့နော်ကျန်တဲ့ကိစ္စတွေခင်ဗျားတို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနံပါတ်1တစ်ချက်စင်ကာပူမှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးပွဲကိုအာဏာသိမ်းစားမှာမရောက်နိုင်တဲ့ဝဏ္ဏမောင်လေးဘလို့ပုံစံလက်ခံတယ်လဲဘလို့ပုံစံလက်ခံလဲခင်ဗျားတို့ပေါ်ကားတွေကြည့်ရင်တော့ခင်ဗျားတို့မှတ်မိတော့မှာမဟုတ်တော့ဘူးခင်ဗျားတို့ပေါ်ကြောင်ကားတွေဟာတာတွေဘာတွေညာတွေဒါတွေသွားကြည့်ရင်တော့ဒီကိစ္စတွေခင်ဗျားတို့မှတ်မိမှာမဟုတ်တော့နော်အဲ့ဒါကြောင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောလဲမမေးနဲ့နော်ဇွဲလုံးလားရှိရမယ်နော်ကြိုးစားရမယ်နော်ကောက်ရုံးမီမဖြစ်စေရဘူးနော်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ခဏပြောတယ်မမေးရဘူးနော်ကောက်ရုံးမီမဖြစ်စေရဘူးနော်ဂတိတွေပေးပြီးတော့အခုပြန်ပြီးတော့ကျွန်တော်တို့ဒီ remind တွေပြန်ဖော်ကြည့်တော့တချို့ကမမှတ်မိတဲ့ပုံစံလိုမျိုးပြန်ဖြစ်တယ်ဒါလေးတွေကိုပြန်ဖော်ပေးတာတော့မှကျွန်တော်တို့ပြန်ပြီး complaint တက်ချင်တဲ့လူဒန်းသားတစုကထပ်ရှိတယ်